သမ္မာအဲ့ဒီညာအမြင်12ပါးပစ္စုခဏဆင်းခြင်းလို့ပိုင်နိုင်ပြီဆိုတဲ့ကာလကြမှာသမ္မာသမ္ဗုဒ္ဓသဗ္ဗညုမြတ်စွာဘုရားဖြစ်ကြောင်းကိုငါဘုရားဝန်ခံတယ်ဒါပဲအဲ့ဒါဘုရားကိုယ်တော်မြတ်ကကိုယ်တော်မြတ်ရဲ့အကြောင်းပြောတာအခုငါတုန်းကစာလေးပိုက်ကဘာကိုပြောတာလဲလို့ဆိုတော့မေဇိမပฏิပဒါဆိုတာဘု து ခေါ်တော့မေဇိမပฏิပဒါဆိုတာမဲခင်၈ပါးကိုခေါ်တယ်ဒါဖြင့်မြတ်စွာဘုရားတပည့်တော်တို့မေဇိမပฏิပဒါမဲခင်၈ပါးလမ်းစဉ်ကိုလိုက်ခြင်းလို့ရှိရင်တပည့်တော်တို့တစ်ချိန်တည်း၌အလုတ်ရှင်မျိုးလုံနေရမှာလားမြတ်စွာဘုရားလို့မေးเสียရှိတယ်မဟုတ်ဘူးအလုတ်တစ်ခုကိုသင်္ချေသားတို့လှုပ်ခြင်းဖြင့်မေဇိမပฏิပဒါမဲခင်၈ပါးသင်္ချေသားတို့ပြည်စုံစေမယ်ဘယ်လိုလုပ်ရမှာတို့မြတ်စွာဘုရားအဲ့ဒီမဲခင်၈ပါးတဲ့၌သမ္မာဒိဋ္ဌိဖြစ်အောင်သင်္ချေသားတို့လို့သမ္မာဒိဋ္ဌိဖြစ်အောင်သင်္ချေသားတို့ပွားများကြိုးကုပ်အားထုတ်လို့ရှိရင်သမ္မာဒိဋ္ဌိနဲ့တွေ့လာတဲ့သင်္ကပ္ပကဘယ်တော့မှမိစ္ဆာသင်္ကပ္ပဖြစ်လို့မရဘူးသမ္မာဒိဋ္ဌိနဲ့ရှင်ဘက်တွဲဆက်၍ဖြစ်ပေါ်လာတဲ့ဝါစာကသမ္မာဝါစာပဲဖြစ်ရမှာပေါ့ကမ္မန္တလည်းမိစ္ဆာကမ္မန္တမဖြစ်ဘူးသမ္မာကမ္မန္တသမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်မှာမိစ္ဆာအာဇီဝဖြစ်ပြီးမရဘူးသမ္မာအာဇီဝပဲလာမယ်မိစ္ဆာဝါယာမမိစ္ဆာတတိမိစ္ဆာသမာဓိဆိုတဲ့မိစ္ဆာမဲ့ခင်တွေဖြစ်ပြီးမရဘူးသမ္မာဒိဋ္ဌိတစ်ခုသင်္ချေသားတို့ပိုင်လို့နိုင်လို့ရှိပြီဆိုလို့ရှိရင်တတိသမာဓိသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတို့ပဲသင်္ချေသားတို့တဏ္ဍာမှာဖြစ်လာလိမ့်မယ်စိတ်အာယုံမပြားနဲ့သင်္ချေသားတို့မများခြင်းနဲ့အလုတ်ကိစ္စတွေထွေပြများမနေခြင်းနဲ့ငကျင်းကောင်းကိုင်းတဲ့နီးလိုသမ္မာဒိဋ္ဌိပိုင်နိုင်အောင်သင်္ချေသားတို့ကိုင်းရလေသင်္ချေသားတို့သမ္မာဒိဋ္ဌိမဲ့ခင်ဆိုတဲ့ပထမမဲ့ခင်ဖြစ်လို့ရှိရင်ကျန်တဲ့မဲ့ခင်9ပါးဒီနောက်ကရေးလိုက်လာတယ်လို့အကုန်လုံးစုံလျက်ပြုံးလျက်မခေါ်ဘဲနဲ့လိုက်ပါလာပါလိမ့်မယ်ဒါကြောင့်သင်္ချေသားတို့ဒီဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓညာဏံဒုက္ခនិရောဓအဂာမိနိယပฏิပဒါယညာဏံအယံဝုသတိသမ္မာဒိဋ္ဌိဆိုတဲ့သစ္စာညာသစ္စာ၄ပါးကိုဆင်ញင်စဉ်းစားတဲ့ဒုက္ခညာသမုဒယညာនិရောဓညာမေဃညာပေါ်အောင်သင်္ချေသားတို့အားထုတ်လေဒုက္ခညာပေါ်အောင်တပည့်တော်တို့ဘယ်လိုအားထုတ်ရမလို့ဆိုတော့ဒုက္ခညာဆိုတာဟောတာကိုခေါ်တယ်လို့လက်စုပ်လက်ကန်ကိုင်းပြသောအနေနဲ့ဣဒံခောပနာဘေခဝေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခသရာပိဒုက္ခအပြာတိပိဒုက္ခမရဏံပိဒုက္ခအပိယေဟိတံပယောဂောဒုက္ခပိယေဟိဝေပယောဂောဒုက္ခယံပိသံနာလဘတိတံပိဒုက္ခတံခိတေနာပင်စုပါဒာနဲ့ခန္ဓာဒုက္ခဒုက္ခဆိုတာအဲ့ဒီ၈ပါးခေါ်တာပဲจิตသားတို့အဲ့ဒီ၈ပါးကိုဒုက္ခပဲလို့သင်จิตသားတို့ကသိလေဒုက္ခကိုဒုက္ခပဲလို့သိရမှာဘာအဆန်းလဲဗျာဆိုတော့ဒုက္ခကိုသင်္ချေသားတို့ကအနမတက်ကအစမတင်တန်တရားတခွန်ကြီးပတ်လုံးဒုက္ခလို့သိကြလို့သင်္ချေသားတို့ဘဝတန်တရားဒီလောက်ကြီးလေနေရတာဇာတိကိုသင်္ချေသားတို့ကဒုက္ခလို့ထင်ခဲ့တယ်ဒုက္ခလို့မထင်ခဲ့ဘူးစင်စစ်ကဇာတိကဒုက္ခပဲပဋိသန္ဓေတည်နေရခြင်းဟာဘယ်ပဋိသန္ဓေတည်နေရခြင်းမှချမ်းသာတာမဟုတ်ဘူးအခုတော့သုတောင်းတာကိုကနတ်ဘဝပဋိသန္ဓေတည်နေရပါလို့ပြမပြည်ပဋိသန္ဓေတည်နေရပါလို့ဥပပပဋိသန္ဓေတည်နေရပါလို့ဤလိုပဋိသန္ဓေကိုသွားပြီးတော့သင်္ချေသားတို့ကချမ်းသာဒုက္ခထင်နေတာတဲ့ဒုက္ခကိုဒုက္ခမထင်လို့တဲ့ဒုက္ခမှန်သင်္ချေသားတို့သိအောင်ဒုက္ခဘဲလို့ဆင်ញင်ကြသိမြင်ကြရှုကြစိတ်ထဲမှမြင်အောင်စဉ်းစားကြအသိဉာဏ်ဝင်အောင်သင်္ချေသားတို့ကြည်ကြဇရာပိဒုက္ခဥရတဲ့ဇရာကိုလည်းဒုက္ခအနေနဲ့သင်္ချေသားတို့ကြည်ကြဥရာဘယ်သူမှဒုက္ခလို့မမှတ်ပါဘူးဆိုဥရာဤအရတာကိုဒုက္ခအနေနဲ့သုံးဆွဲကြသေးတယ်နော်တချို့လည်းရှိသေးတယ်အဲ့ဒါကြောင့်ဥရာကိုလည်းဒုက္ခအနေနဲ့မှဗျာတိပိဒုက္ခမရဏံပိဒုက္ခအဲ့ဒီအရာတွေမှာဒုက္ခ၈ချက်ရှိတယ်
အလုံးမီဓမ္မစက္ကပောဒနာသုတ်တမဒီလေးဌာနကိုတော့ခေါင်းရင်းမှာစာအုပ်ရှိကြပါတယ်တချို့မှာရင်နဲ့ဝန်းနဲ့ပိုက်ထဲမှာပဲဒီအ내တွေရှိကြပါတယ်အဲ့ဒါကြောင့်မို့လို့ဒီလေးချက်ကိုတော့ပါဠိကိုလည်းမပြတ်ရွတ်အ내ကိုလည်းမပြတ်ရွတ်ပြီးတော့ဆင်ញင်ဘိက္ခဝေဖြုတ်ကြစို့ကိုယ်တိုင်ဆင်ញင်တဲ့အခါကာလကြတော့ဣဒံခောပဏဒုက္ခံအရိယသစ္ဆံဤဆိုရတတ်တဲ့တရားအစုတွေကဒုက္ခအရိယသစ္စာမှန်လားပြီဇာတိပိဒုက္ခသရပိဒုက္ခဇာတိရဲ့သရရဲ့ဗျာတိရဲ့မရဏရဲ့အပိယဟိသံဘေယောဂပိယဟိဝိပယောဂအိဋ္ဌာအလာဘအကျဉ်းချုပ်အဖြစ်ဥပါဒာနဲ့ခန္ဓာ၅ပါးဒီဒုက္ခသစ္စာပဲလို့အဲ့ဒီလိုဆင်ခြင်ခြင်းဟာဖြင့်ဒုက္ခဉာဏ်ပဲဒုက္ခေဉာဏံဆိုတဲ့တမ္မာဒိဋ္ဌိဖြစ်ကြရောဒုက္ခေဉာဏံဆိုတဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရမြတ်စွာဘုရားကဤပါဠိကိုဟောတာဒါဖြင့်နှလုံးသွင်းတဲ့အနေနဲ့ဘယ်လိုသွင်းရမလို့ပဋိသန္ဓေတဲ့ဇာတိပေါ့နော်ဩနာတုဟုပဋိသန္ဓေနေရခြင်းဩခြင်းနာခြင်းသိခြင်းဇာတိသရဗျာတိမရဏအဲ့ဒီ၄ခုကဒီဘဝမှာဖြင့်အရင်အမြင့်ဒုက္ခပဲပဋိသန္ဓေဩနာတုဟုလေးတွေရင်မြင့်ဒုက္ခဖြစ်၏မရှောင်နိုင်မလွဲနိုင်တဲ့ဒုက္ခကြီးပဲနော်ဟိုနောက်ဒုက္ခကတော့မချစ်ရှင်တွဲချစ်သူကွဲနဲ့လူလည်းမရအဲ့ဒီအရာကတော့လူချင်းတာကိုမရတာကဒုက္ခဆိုတာကမလူချင်းအောင်နေရင်ဒါဒီဒုက္ခကတော်သေးတယ်မဖြစ်ဘူးမချစ်ရှင်တွဲမချစ်တဲ့တတ္တဝါသင်္ခါရတို့နဲ့ရှင်တွဲရတဲ့ဒုက္ခကိုကလွတ်အောင်ရှောင်လို့ရှိရင်ရသေးတယ်ချစ်သူကွဲနဲ့အစတည်းကိုကချစ်သူနဲ့မနေရင်ချစ်သူနဲ့ကွဲခြင်းဆိုတဲ့ဒုက္ခမဖြစ်ဘူးပဋိသန္ဓေဩနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်၏အဲ့ဒီဒုက္ခ၄ခုကတော့ဘယ်လိုမှဒီဘဝမှာရှောင်မရဘူးနော်ဒါကြောင့်ဟိုအမိမွန်းကိန်းအောင်လိုက်ကြတဲ့ကိုကမြေလက်ခံမလွဲတွေ့ရမယ်ဒုက္ခ၄မျိုးဖြစ်လို့ပဋိသန္ဓေဩနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်မချစ်ရှင်တွဲချစ်သူကွဲနဲ့လူလည်းမရအကျဉ်းပြတော့ပင်စဥပါဒာငါခန္ဓာသစ္စာဒုက္ခမှန်မို့လားလို့အဲ့ဒီလိုစိတ်ထဲမှာအာယုံပြုပြီးတော့စဉ်းစားရင်စဉ်းစားတဲ့ဆင်ញင်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒုက္ခေညာဏအယဒုက္ခဉာဏ်ခေါ်တဲ့တမ္မာဒိဋ္ဌိမစ္စည်းမပฏิပဒါဖြစ်နေပါတယ်ဒုတိယသမုဒယသစ္စာကိုဖော်ပြတဲ့ဣဒံခောပဏဘိကဝေဒုက္ခသမုဒယအရိယသစ္စာယာယံတဏဘောနောဘဝေကန္နန္ဒီရာဂသာဂတတတ္တရာပိနန္တိနိသေယတိတံကာမတဏဘဝတဏဝိဘဝတဏကာမတဏဘဝတဏဝိဘဝတဏလို့အာယု၅ပါးတွေ့တာတတ်မဲ့တဲ့ကာမတဏသတ္တတဒိဋ္ဌိနဲ့တွဲဖြစ်တဲ့ဘဝတဏဥစ္စေတာဒိဋ္ဌိနဲ့တွဲဖြစ်တဲ့ဝိဘဝတဏလို့အကျဉ်းချုပ်၃ပါးအကျယ်အားဖြင့်တဏှာစစ်တရားရှိပြတဲ့နောက်တစ်ဖန်ဘဝသစ်ကိုဖြစ်စေတတ်တဲ့လောဘကဒုက္ခသမုဒယဒုက္ခဖြစ်ကြောင်းမကောင်းတဲ့တဏှာလောဘသမုဒယသစ္စာလို့အဲ့ဒီလိုအာယုံပြုတဲ့ဒုက္ခဖြစ်ကြောင်းမကောင်းတဏှာလောဘမှာသစ္စာသမုဒယမှန်မို့လားအဲ့ဒီလိုဆင်ញင်တဏှာချုပ်ရနိဗ္ဗာန်မှာသစ္စာនិရောဓမှန်မို့လားမြတ်စွာဘုရားကဘယ်လိုဟောတော့ဣဒံခောပဏဘိကဝေဒုက္ခនិရောဒုက္ခនិရောဓရိယသစ္စာယောတတ္တယေဝတဏှာယအသေးသာဝိရာဂនិရောဓောလို့တဏှာဤအကျွန်းအကြံမရှိချုပ်ရသဘာဝဟာဖြင့်ဒုက္ခនិရောဓဒုက္ခဤချုပ်ရនិရောဓသစ္စာပဲလို့ဟောထားတဏှာဤချုပ်ခြင်းဖြင့်ဒုက္ခဤချုပ်ခြင်းကိုဖော်ပြတယ်တဏှာချုပ်ရနိဗ္ဗာန်မှာသစ္စာនិရောဓမှန်မို့လားအဲ့ဒီလိုစဉ်းစားဆင်ခြင်လို့ရှိရင်ဖြင့်နိရောဓညာဏံဆိုတဲ့တမ္မာဒိဋ္ဌိဖြစ်နေတာပဲနော်ဟိုဘက်သွားလိုက်အောင်ဣဒံခောပဏဘိကဝေဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသစ္စာအယမေဝအရိယောထင်ကြီးကောမေကောတေယထိတံတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပော
သမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိနိဗ္ဗာန်ရောက်ကြောင်းကောင်းသောအသည့်ကောင်းပြီးအကြံကောင်းတာဆိုပြောကောင်းသောအပြုကောင်းမှုသင်မွေးကောင်းရည်လုံးလာအကောင်းထတတိကောင်းပြီးဒီကြီးဒီစွာဤရှိဖြာသစ္စာမေကမှန်မို့လားကောင်းသောအာယုံကိုကြံစည်ခြင်းသစ္စာ၄ချက်ကိုကြံစည်ခြင်းပေါ့နော်ကောင်းသောအကြံသမ္မာသင်္ကပ္ပကောင်းတာဆိုပြောသမ္မာဝါစာကောင်းသောအပြုသမ္မာကမ္မန္တကောင်းမှုသင်မွေးသမ္မာအာဇီဝကောင်းရည်လုံလသမ္မာတတိကောင်းပြီးဒီစွာသမ္မာသမာဓိဤရှိဖြံသစ္စာမေကမှန်မို့လားအဲ့ဒီရှိခုကိုမေကသစ္စာလို့အောက်မေ့ပြီးတော့ဆင်ញင်ပြီးတော့ပွားများနေလို့ရှိရင်ဖြင့်ဒုက္ခညာဏဒုက္ခသမုဒယညာဏဒုက္ခនិရောဓညာဏဒုက္ခនិရောဓဂာမိနိယပฏิပဒါယညာဏဆိုတဲ့သစ္စာဉာဏ်၄ချက်တို့တွင်သတုဋ္ဌဉာဏ်ဖြစ်တာပဲသမ္မာဒိဋ္ဌိဖြစ်တာပဲနော်ဒီတော့ဘုန်းကြီးအလိုကတော့ယန္နာပရိသတ်တွေရှေ့ကိုမလှမ်းရပါနဲ့တော့အခုအဲ့ဒီလေးဌာနကနေပြီးတကားလားပါဠိလိုတသွဲမြန်မာလိုတသွဲလင်္ကာလိုတသွဲကိုစီကိုငါဆင်ញင်ပြီးတော့ဘယ်တရားပွဲသိညာပါစို့လို့ဒီလိုပဲပြောကြတယ်ဘာလို့လဲရှေ့ကိုလှမ်းမြော်ကြည့်တာမြတ်စွာဘုရားကိုယ်တော်တိုင်သစ္စာလေးပါးတို့တွင်တစ်ပါးတစ်ပါး၌သစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်လို့သုံးပါးစီဖြစ်ပုံသစ္စာလေးပါးဆိုတော့12ပါးရခဲ့တယ်အဲ့ဒီ12ပါးသောဉာဏ်အမြင်မတန်ရှင်မတန့်စင်သေးတဲ့ငါဖျားဒီသားဖြင့်ညူဖျားဖြစ်ကိုဝန်မခံဘူးအဲ့ဒီဉာဏ်အမြင်တန့်စင်မှသားဖြင့်ညူဖျားဖြစ်ကိုဝန်ခံတယ်အဲ့ဒီလိုဟောလိုက်တာပဲအဲ့ဒီနောင်နာကဘာပါတော့ဤစုံမိယတက်တဲ့ဂါထာမဖက်စုံမိယတက်တဲ့ဖြစ်တဲ့တရားဓမ္မကိုဟောတဲ့အခါရှင်ကွန်ဒိညမှာသောတာပတ္တိမဉ္ဇဉ်ကိုရတယ်ဒါပဲနော်အဲ့ဒီနောင်နာကဘာတွေပါလဲဓမ္မစက်ကခေါ်တဲ့ဓမ္မစက်ကြဒေသနာများသူတရားဥဂောတပင်ညမြတ်စွာဘုရားလီစေတော်မူဖြစ်စေတော်မူတဲ့အခါဒေသနာဉာဏ်ကွန့်လီတော်မူတဲ့အခါကြတော့သတုမာရဏတ်တွေဘုံမဇုဏတ်တွေသတုမာရဏတ်တွေတာဝရိနာယာမတုတိတဏိမာနရတိပရဏိမိတဝတဝတိမှာအထက်ပြမတိုင်အောင်ကောင်းကြီးကြွေးကြောကြတဲ့အတန်တွေဧတံဘဂဝါတံဘာဒနာတိယံဣတိပတ္တနိမိဂရာယေအစရှိသည်ဖြင့်အစဉ်စဉ်ကြွေးကြောကြတယ်ဆိုတဲ့အကြောင်းပဲပါတာနော်တရားလုပ်ငန်းကတော့ခုနှစ်က၄ခုပဲအဲ့ဒီနောက်နာကြတော့မြတ်စွာဘုရားကရှင်ကုဏ္ဏညအတွက်အညာတိဝတ္တဘောကုဏ္ဏညောအညာတိဝတ္တဘောကုဏ္ဏညောစัจ java လာတိုက်1000ကကြားလောက်အောင်ရှင်အရှင်ကုဏ္ဏညအတွက်ဥဒန်းကျူရင်တော်မူခဲ့တယ်ဘောဝချင်းတို့ကုဏ္ဏညောကုဏ္ဏညသည်အညာတိဝတ္တသစ္စာ၄ပါးတရားကိုသိခဲ့လေပြီတကားလို့စัจ java လာတိုက်1000နှက်အောင်ကြွေးကြော်ပေးလိုက်တယ်သောတာပန်ဖြစ်တာကိုပြောတာအဲ့ဒီလိုဘုရားကိုယ်တော်မြတ်ရှင်တို့တော်ကဥဒန်းကျူရင်တာကိုစွဲပြီးတကားလားနောက်တစ်ချိန်၌အရှင်ကုဏ္ဏညကိုအညာတိကုဏ္ဏညလို့ခေါ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ခာနုကုဏ္ဏညလို့ဆိုတာကရှိသေးတယ်နော်။သင်္ကုတ်ကြီးအထင်ခံရတဲ့ဥကုဏ္ဏညကရှိသေးတော့ဒီအရှင်ကုဏ္ဏညကိုတော့အညာတိကုဏ္ဏညလို့မြတ်စွာဘုရားကအညာတိဝတ္တဘောကုဏ္ဏညောလို့ဥဒန်းအကျုခံရတဲ့ကုဏ္ဏညပဲလို့သိတာအောင်အညာတိကုဏ္ဏညဒီဖေရသာသနာမှာဖြင့်အစဆုံးကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်ပါပဲတဲ့လူပြည်လောကကဘာဖြစ်လို့အစဆုံးကျွတ်တန်းဝင်ရတော့အတိတ်ဘဝကသူ့ကောင်းမှုတွေရှိခဲ့တယ်နော်အတိတ်ဘဝကပါရမီပြည့်စုံလို့သာဝကဘောဓိစုကြီးပွင့်ငါနည်းဖြစ်တဲ့မကြာမီတခုသောဘဝကသူတို့ညီနောင်နှစ်ယောက်ကောင်းမှုကုသိုလ်အတူတူပြုခဲ့ကြတယ်အဲ့ဒီလိုပြုခဲ့ကြတဲ့နေရာမှာအကူကြီးကလေသမားဘဝမှာလေလုံးတော့ဒီကနေ့မျိုးကျွေးတော့မယ်ဆိုပြီးတော့မျိုးထုတ်လာရင်မျိုးဦးဆိုပြီးအဲ့ဒီထဲက
တဆုံးမဆုတ်စတွေယူပြီးတော့အဲ့ဒါလဲလှူလိုက်တန်းလိုက်ကျွေးလိုက်မွေးလိုက်တာပဲတဲ့သူကအဥဒီလို့လှူတယ်အဲ့ဒီလိုမျိုးဥကျွေးပြီးတော့လှူပြီးတော့တန်းပြီးဆိုတဲ့အခါကျတော့စိုက်လိုက်လို့စပားပင်လေးပေါက်အဲ့ဒီထဲကစပနန်းလေးထွက်ငုယူကလေးရဲ့လို့ရောက်လာလင်းမဲ့သူညီကိုတိုင်မြင်တယ်ဟိသူစပားပင်ဒီအနှမ်းထွက်လာပြီငုရေတွေရောက်လာပြီသူလှူကြအောင်ဆိုလားကွယ်ဒီလိုပြောတဲ့အခါကျတော့ညီဖြစ်တဲ့ပုဂ္ဂိုလ်ကစပားဖြင့်ခုမှအနှံထွက်စအင်မတန်သူဖြစ်စည်းခြင်းနဲ့သဘောမတူနိုင်ဘူးကိုကြီးရဲ့လို့ပြောတော့အကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကဒီလိုဖြင့်ငါလှူခြင်းလို့လှူရမှာမဟုတ်ဘူးဒီတော့ယခုအချိန်ကပဲတဝက်ခွဲမှာပဲဆိုသူတစ်ပိုင်းကိုတစ်ပိုင်းဒီလိုခွဲခဲ့အဲ့တော့အကိုကြီးကမိမိပိုင်းတဲ့အပိုင်းကစဘာမှာအနှံထွက်လို့နှုတ်ရဝင်လာတယ်ဆိုရင်ပဲအဲ့ဒါနှုတ်ရည်တွေကျင့်တရားတို့တင်းလဲတို့ထောပတ်တို့ ਨੇ ဖြောပြီးတော့ကျွေးမွေးလှူတန်းပေးကမ်းခဲ့တယ်ဒါလည်းအဥပဲနှုတ်ရည်ဥတဲ့တော်တော်လေးအဲ့ဒီနှုတ်ရည်ခဲလို့မုံစမ်းလှုပ်လောက်ပြီးဆိုတဲ့အခါကျတော့လေမုံစမ်းဥဆိုပြီးတော့တခါတည်းသူကစိုးစိုးမုံစမ်းထဲမှာအဦးဆုံးတခါတည်းထွက်လာတဲ့ဟာကိုလှူလိုက်ပြန်တာပဲတဲ့စဘာဘဝမှာပဲတော်တော်ကြာတော့စဘာတွေရင်းရောလို့စဘာရိပ်ပြီးဆိုတော့ပထမဆုံးရိပ်လိုက်တဲ့လက်စုပ်ကိုလှူလိုက်တာပဲဟာကောက်လိုင်းထုံးမြန်ပြီဆိုတော့ပထမကောက်လိုင်းတုံးကသူလှူဖို့ထားလိုက်တာပဲလှူလိုက်တာပဲကောက်လိုင်းထုံးပြီးတော့လှဲနဲ့တိုက်နိုင်တဲ့ပုဂ္ဂိုလ်ကရှိတယ်လှဲနဲ့မဟုတ်တော့9လိုင်း10လိုင်းစသည်ကိုတဝန်တစ်ဖွဲ့ဖွဲ့ပြီးတဲ့ကာလခေါင်းနဲ့ရွတ်ယူတဲ့အခါမှာလည်းပဲပထမဆုံးဖွဲ့တဲ့ပထမဝန်ကိုဖြင့်အဲ့ဒါသူလှူရမဲတဲ့အဥပဲဆိုပြီးတော့လှူခြင်းတဲ့ပုဂ္ဂိုလ်ကြတော့နော်အဲ့ဒီကနေပြီးတဲ့ကာလကောင်းနေတလင်းထဲမှာချပြီးတော့စဘာနေအဲ့ဒီလိုနေတဲ့အခါမှာပထမဆုံးနေလို့ရတဲ့စဘာအဥလေးကိုသူစုထားတယ်တလင်းဥအဲ့ဒီတလင်းဥတွေကနေပြီးတော့ကြတော့စဘာလှေ့လို့အမိတ်တရိုက်သေးစင်ကြယ်ပြီးဆိုတဲ့အခါကျတော့အဲ့ဒါလှေ့ဥလှူကြမိပေါ့အဲ့ဒီစဘာလှေ့ဥပြီးတဲ့ကာလကြည်တဲ့သွန်းတော်မယ်ဆိုတော့ပထမဆုံးထန့်လာတဲ့စဘာကိုကြည်ဥဆိုပြီးတဲ့ကာလအဥကိုရဲ့နေရာတိုင်းကအဥအဖျားယူပြီးတော့လှူဒန်းတဲ့အတွက်ဒီဖေရသာသနာမှာသူကအစဆုံးသောတာပတ္တိမဖို့ရောက်ပြီးတဲ့ကာလကျွတ်တန်းဝင်ရတဲ့တပည့်ဖြစ်ပါတယ်တဲ့နော်အဲ့ဒီလိုညီအကို2ယောက်ရှိကြတဲ့အနဲ့ညီငယ်ကတော့အကိုကြီးလိုအဥတွေခဏတော့မလှူနိုင်ဘူးစဘာသိမ့်ပြီးတဲ့နောက်ကာလကြတော့မှတစ်ချိန်လေးပဲနောက်ဆုံးမှလှူတော့မယ်ဆိုတဲ့အဲ့ဒီစေတနာအဖြစ်သူကလည်းလှူပါ၏သို့တော့လှူတဲ့သူကနောက်တစ်ချိန်ဒီဖေရသာသနာတော်ကြတော့နောက်ဆုံးပစ္စည်းမသာဝကဖြစ်တဲ့အရှင်သုဘတ္တကြီးလာပြီးတော့ဖြစ်တယ်တဲ့နော်စဘာဥကိုချင်းလှူခဲ့တဲ့အကိုကြီးကတော့သာဝကဥဖြစ်တဲ့အရှင်ကိုဏညဖြစ်ခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီကောင်းမှုကလေးတင်ကွက်ပြီးတော့မကြည့်နေနဲ့နော်သူတို့ဆူတောင်းကိုကဟိုတုန်းကလာခဲ့တဲ့ဆူတောင်းအတိုင်းလာခဲ့တာဒါပေမဲ့လို့ပါရမီပြည့်လို့ပါရမီအထွတ်တတ်တော်မယ်ဆိုတဲ့အခါကျတော့သူတို့ဖြစ်မဲ့ဘောဓိဉာဏ်ရဲ့ပွင့်မဲ့အစီအမံအတိုင်းအဥကိုချက်လှူရတယ်နောက်ဆုံးမှလှူတယ်ဆိုတဲ့အကြောင်းတွေကဖန်တီးပြီးတော့ပြောစရာဖြစ်ပေါ်၍လာရတာပါပဲတဲ့အဲ့ဒီသုတ္တန်ဆုံးသားကိုလှမ်းပြီးတော့ကြည့်စားရှင်ကိုဏညသောတာပန်ဖြစ်တော့မြတ်စွာဘုရားအထာ၌လဘေယံဗန္တိဘဂဝါတောတန္တိကေပပိသံလဘေယံဥပသမဒံလို့မြတ်စွာဘုရားတပည့်တော်မြတ်စွာဘုရားအထာမှာရှင်ယဟန်အဖြစ်ကိုရပါရစေလို့လျှောက်ထားခဲ့ငကိုယ်တုန်းကမြတ်စွာဘုရားကဘိက္ခုလို့မခေါ်ဘူးလားခေါ်တယ်ဒါပေမဲ့လို့သာသနာပြင်ပကဖြစ်တဲ့ဘိက္ခုပဲရှိသေးတယ်နော်သာသနာပြင်ပမှာဗုဒ္ဓမြတ်စွာသာသနာတွင်ကယဟန်တော်မဖြစ်သေးတော့အရှင်ကိုဏညကမြတ်စွာဘုရားကိုလျှောက်ထားတယ်ပြီးတော့ယဟန်ဖြစ်ကိုရပါရစေရှင်ဖြစ်ကိုရပါရစေလို့ဆိုတဲ့အခါကျတော့မြတ်စွာဘုရားက
ဓမ္မစကြာတဲ့ပါသမဟုလားအေဟိဘိက္ခုတိဘဂဝါဟောစာသွန်ခံတောဓမ္မောစရဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယဟောဒီပါဠိဟာဆန်းတယ်ဘုရားကိုရောမြတ်ရဲ့ရွှေနုတော်ကထွက်တုံးကတော့အေဟိဘိက္ခုသွန်ခံတောဓမ္မောစရဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယစကားတော်တွေဟာတန်းပြီးတော့ဒီအစဉ်အတိုင်းထွက်တာပဲဒါပေမဲ့သင်္ဃာယနာတင်းတဲ့ပထမဒုတိယတတိယသတုဋ္ဌပြင်သမသတ္တသင်္ဃာယနာ6ကြိမ်တိုင်အောင်တင်တော်မူခဲ့တဲ့ပါဠိအစဉ်ကအေဟိဘိက္ခုတိဘဂဝါအဝေါစာအေဟိဘိက္ခုနောက်ကဣတိဘဂဝါအဝေါစာဤသို့မြတ်စွာဘုရားဟောကြားတယ်စကားလေးကြားတယ်ဖြတ်ပြီးထည့်ထားဘာကိုသိစေခြင်းလို့တို့မြတ်စွာဘုရားမင်းကြားတော်မူတဲ့စကားထဲမှာအေဟိဘိက္ခုဘေခုခြေသားယံအေဟိလာလောသွားခါတောဓမ္မောမေယငါဖေယတိဓမ္မောတရားကိုသွားခါတောအစလည်းဆုံးသုံးပါးဆုံးကောင်းခြင်းကုန်နဲ့ပြည့်စုံထင်ရှားဟောကြားအပ်ခဲ့လေပြီစရဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယသမ္မာအကျုံးမဲ့ဒုက္ခတသတ္တန္တာယဝိဒုက္ခဤအန္တကိရိယာယအဆုံးရောက်အောင်အဆုံးကိုပြုခြင်းငါဗြဟ္မစရိယံမြတ်သောအကျင့်ကိုစရာစရာဤမနေမနာသင်္ချေတာကျင့်ကြံပွားများအားထုတ်ပါလေလို့ဘုရားမိန့်ကြားတဲ့စကားတော်တွေဟာစာပိုက်3ပိုက်လောက်ရှိတယ်အဲဒီ3ပိုက်ထဲမှာအေဟိဘိက္ခုဆိုတဲ့နှစ်ပုတ်အဆုံးမှာပဲရှင်ကိုဏညကသောတာပန်ရှင်ကိုဏညကဣဋ္ဌိမယတကူဖြင့်ပြီးတဲ့တပိတ်တကူဖြင့်ပြီးတဲ့သင်္ကန်းတကူဖြင့်ပြီးတဲ့ပိဋိခေယရှိပအသင်လွယ်ပြီးဝတ်ပြီးယုံပြီးဖြစ်တဲ့အဝါ60ရတော်မူပြီးတော့မထီသူမြတ်ကြီးပမာပိဋိခေယရှိပလွယ်ပြီးသားရဟန်းတော်ကြီးဖြစ်ခဲ့စာပိုက်ကဘယ်လောက်များလဲအေဟိဘိက္ခုသွားခါတောဓမ္မောစရဗြဟ္မစရိယံသမ္မာဒုက္ခတအန္တကိရိယာယလို့စာပုတ်9ပုတ်ရှိတယ်အဲ့ဒီ9ပုတ်ထဲမှာအေဟိဘိက္ခုပထမ2ပုတ်ဆုံးရင်ပဲရှင်ကိုဏညကယဟန်တော်ဖြစ်သွားတယ်အဲ့ဒါကိုသိစေခြင်းလို့သင်္ဃာယနာတိမတိသူများဆက်ဆက်တို့ကအေဟိဘိက္ခုနောက်နာကနေပြီးတော့အေဟိဘိက္ခုတိဘဂဝါအဝေါစာလို့ဖြတ်ပြီးတော့မိန့်ကြားခဲ့တာတဲ့နော်သာဝတ္တအာယတမတောဥပသမဒအဟောတိဆိုတဲ့နောက်ဆုံးစကားကအေဟိဘိက္ခုလို့ရှင်တော်ဘုရားခေါ်တော်မူလိုက်ခြင်းပင်လေအေဟိဘိက္ခုယဟန်ခံခြင်းဖြင့်ယဟန်ခံခြင်းပါပဲတဲ့သိနေဝင်ပြီးတော့ယဟန်ခံမနေရပါဘူးလို့ဆိုလို့တယ်နော်ဒီတော့ဓမ္မစက္ကဗောဓနာသုတ်တံနောက်ဖြတ်ကြည့်မယ်ဆိုလို့ရှိရင်ကိုစားရတာတဲ့အရှင်ကိုဏညတို့စားတော်မူတဲ့တရားဘောကြီးအဲ့ဒါမြင်ရတာပဲနော်ကိုလွတ်ဖို့ကတော့စောစောစီးစီးကပြောတဲ့ဒုက္ခသမုဒယနိရောဓမေဃဆိုတဲ့သစ္စာဉာဏ်၄ပါးပေါ်အောင်သာဖြင့်မြတ်စွာဘုရားဟောကြားထားတော်မူတဲ့ဣဒံခောပနာဒုက္ခရိယသစ္စာကိုယ်တိုင်လို့ရှိရင်ဘိက္ခဝေဖြုတ်ထားဣဒံခောပနာဒုက္ခရိယသစ္စာဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခအပိယဟိတံပိယောဂောဒုက္ခပိယဟိဝိပယောဂောဒုက္ခယံပိသံနလပတိတံပိဒုက္ခံသံခိတေနပင်စုပါဒာနဲ့ခန္ဓာဒုက္ခလို့ဒီအတိုင်းရွတ်နေပါဠိနဲ့မထင်သေးဘူးပါဆိုလို့ရှိရင်ပါဠိတစ်ချက်မြန်မာတစ်ချက်အနဲ့နဲ့ဆိုဟာဒါရင်မဲ့အမရသေးဘူးပါဆိုလို့ရှိရင်ပဋိသန္ဓေဥနာတေဟုလေးတွေရင်းမြစ်ဒုက္ခဖြစ်မချစ်ရှင်တွဲချစ်သူကွယ်နဲ့လူလဲမရအကျဉ်းပြသောပင်စာဥပါဒငါခန္ဓာသစ္စာဒုက္ခမှမို့လားလို့အဲ့ဒီလိုဆင်ခြင်ဒုက္ခဉာဏ်ဖြစ်ကြရောဒုက္ခဖြစ်ကြောင်းမကောင်းတနာလောဘမှသစ္စာသမုဒယမှမို့လားသမုဒယဉာဏ်ဖြစ်ကြရောအဲ့ဒီနှစ်ချက်ဒီအလုတ်သစ္စာအလုတ်သဘောဟိုဘက်ကနိရောဓနဲ့မေဃဆိုတာလောကုတ္တရာတရားမှာသွားပြီးတော့သစ္စာကမ္မထံစည်းရနေရတာမဟုတ်ဘူးနော်တကယ်အလုတ်သားကဤသစ္စာနှစ်ပါးပဲဖြစ်တယ်ဟိုဘက်ကနိရောဓနဲ့မေဃကဂုံကျေးဇူးကိုဆင်ញင်တဲ့အနေနဲ့သာလဲသူတို့ကိုစဉ်းစားရတာတကယ်လုတ်သားကမ္မထံအနေနဲ့တော့ခန္ဓာကမ္မထံရှိတယ်အာယတနာကမ္မထံရှိတယ်ဓာတုကမ္မထံရှိတယ်သစ္စာကမ္မထံရှိတယ်ဣန္ဒြိယကမ္မထံအားထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ပဋိစ္စသမုပ္ပါဒကမ္မထံအလုပ်ရှိတယ်သစ္စာကမ္မထံအားထုတ်လို့ရှိရင်ဖြင့်
ဤဒုက္ခသစ္စာနဲ့သမုဒယသစ္စာနှစ်ပါးကိုပဲဤနည်းဖြင့်ပွားများအားထုတ်ရမယ်ဒါအလုကမ္မထမ်းပဲအဲ့ဒီအလုကမ္မထမ်းကိုမှန်မှန်မလုပ်သေးပဲနဲ့ပထမအောက်ဆုံးလေးကတည်းမနေသေးပဲနဲ့ဟိုးအထက်ဆုံးကကိုယ်ကူမြောက်အထက်ရောက်ချင်ပြီဆိုရင်တော့ဒါတော့ရောက်လို့မရဘူးနော်ခုံကျော်လို့ပဂတိလေးကားကရောက်ချင်ရောက်နိုင်တယ်လို့ဆိုစေကမူလုပ်ငန်းစဉ်တရားလုပ်ငန်းစဉ်ကတော့အဲ့ဒီသစ္စာကမ္မထမ်းဖြစ်ရင်လည်းပဲသစ္စာကမ္မထမ်းအလုပ်ကိုလုပ်မှအချိန်ကြတော့မှန်မှန်ကြီးတာလေကားကတဲပြီးတော့သွားပါမှန်မှန်ကြီးလေကားကတဲသွားလို့ရှိရင်ကြောင်းပေါ်ရောက်ပါလိမ့်မယ်အဲ့ဒါလိုပဲသစ္စာကမ္မထမ်းအလုပ်ကမှန်မှန်ကြီးလမ်းလို့ရှိရင်အရှင်ကွန်းနေညတို့အရှင်ဝပပတ္တိယမာနအတ္တိမထီသူမြတ်တို့ကဲ့သို့မိမိတို့ရည်မှန်းတောင်းတတဲ့မဉ္ဇဉ်ဖူညာနိဗ္ဗာန်တည်းဟူသောရွှေမြို့နိဗ္ဗာန်တည်းဟူသောကျောင်းကန်းကိုကူးသန်းရောက်ရပါလိမ့်မယ်တဲ့။ gain ဒီတင်မဲ့တရားဘုသိညဆိုနော်ဤသို့လည်းဓမ္မစက္ကပဝတ္တနာသုတ်တံဒေသနာတော်မြတ်ကိုအစဏိဒံမဟာဏိဒံနှင့်တကွကြားနာရခြင်းဒေနနာမဟာဏိဒံနှင့်တကွကြားနာရခြင်းဓမ္မသဝနာကောင်းမှုကုသိုလ်ကံစေတနာတရဏဂုံသီလတို့ကိုစောင့်တည်ကြရခြင်းသီလမရကောင်းမှုကုသိုလ်ကံစေတနာဤဒေသနာတော်၌လာရှိသည့်အတိုင်းဒုက္ခသမုဒယသစ္စာကမ္မထံဉာဏ်အမြင်မိကြသည်များစီပြန်ပွားများအားထုတ်ရခြင်းဘာဝနာမရကောင်းမှုကုသိုလ်ကံစေတနာဤတိုက်တာဝေကရင်သုံးသောသင်္ဃာတော်တို့ကိုအမှုထ၍အနိယပပဝန်းကျင်တိုက်တာတို့မှာသံဃာတော်အရှင်မြတ်တို့အားမွန်မြတ်သောဝါစုစွမ်းခဲဘွယ်ဘောဇင်းတို့ဖြင့်သရာကြည်ယူလူတန်းရခြင်းတည်းဟူသောဘောဇနာဒါနကောင်းမှုကုသိုလ်ကံစေတနာဤတိုက်ဤတာဝေကရင်သုံးသောသင်္ဃာတော်အရှင်မြတ်တို့အားဝါစုသင်္ကန်းအတိအတိအဆုံးစီကဆွေရခြင်းတည်းဟူသောဝိသဝါတိကစီဝရဒါနာကောင်းမှုကုသိုလ်ကံစေတနာယခုအခါတရားနာပရိသတ်တို့အားဓမ္မပူဇာဖြစ်ဖြင့်ဤမှန်ရာရာတရားဓမ္မဝတ္ထုတို့ကိုလူတန်းရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေတနာဓမ္မပူဇာဒါနမယကောင်းမှုကုသိုလ်ကံစေတနာဤသို့စသည်များမြတ်ပေါင်းသောကောင်းမှုကုသိုလ်ကံစေတနာရရကြောင့်ဒုက္ခသမုဒယနိရောဓမေဃတိဟုသောသစ္စာ၄ပါးတရားတို့အနက်ဖယားသဗ္ဗညုအလိုတော်ကြဒုက္ခသစ္စာသမုဒယသစ္စာတိဟုသောဤသစ္စာနှစ်ပါး၌သစ္စာကမ္မထံကိုနိညာစီးပြန်ပွားများအကျိုးကုန်အထုတ်နိုင်ကြပါစေကုန်သတည်းသစ္စာကမ္မထံနိညာစီးပြန်ပွားများအကျိုးကုန်အထုတ်ကြသဖြင့်နိရောဓမေဃတိဟုသောသစ္စာနှစ်ပါးတို့ရှိကြတဲ့အနက်လေးပါးသောမဉ္ဇဉ်တို့ဝယ်အသေးအသေးပါရှိသောမဂ္ဂင်၈ပါးတည်းဟူသောမဂ္ဂသစ္စာမဂ္ဂဘာဝနာဖြင့်ဒုက္ခခတ်သိဉ္ဇာဖြစ်သောအသင်္ကတထနိဗ္ဗာန်ပရမတ္တိဟူသောနိရောဓသစ္စာမြတ်ကိုအရဟတဖို့ပေါက်အရဟတမေအရဟတဖို့ပေါက်ကိုယ်စီကိုယ်ငါဆက်ရောက်ကြပါစေကုန်သတည်းယဉ်ကျေးမှုထုံတန်းစင်လာအရာဘာသာရေးဆိုင်ရာယဉ်ကျေးမှုပွဲလံကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆစုံညီပြီဆိုရင်နိဗ္ဗာန်သောဓမ္မဂောဓကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကြော၍တရဏဂုံပိဋကများခံယူကြပါစို့ခမည်းဆိုတဲ့အတန်ပေးရလို့ရှိရင်လောကဥပမာမိုးဥကြတခိုးတောင်ကမိုးချင်းမိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်တဲ့ကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်မျိုးကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူဓမ္မဂောဓကတရားကျွေးကြော်နိဗ္ဗာန်သောပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကြော၍တရဏဂုံသီလများဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမိုးချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင်အမျိုးသားအမျိုးသမီးကြီးဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်တဲ့ဩကာသအစရှိတဲ့ယရဏသုံးပါးအားကြောတဲ့ဇဒံကေကာသံတွေဟာညံပြီးတော့ထွက်လာ
အဘိဓမ္မာသဘောအရဘုန်းကြီးတို့အရထဲမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခက်မသိလို့ငါနင်းအဲ့ဒါလိုပြောကြဆိုကြတဲ့အခါမှာငါတစ်လုံးနင်းတစ်လုံးရိုင်းပြတဲ့အတန်ကြီးတစ်လုံးတစ်လုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ49ကဒေါသမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတန်ငါဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတန်ဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်စောမှဖြစ်မှအကုသိုလ်နဲ့ဆိုင်ရာအတန်တတန်ထွက်တယ်လို့ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယတနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်ဇောစိတ်တွေ49ကဖြစ်မှဩအတန်တီဘီကတာတတန်ထွက်တယ်ကာမလည်းပဲထို့အတူပဲ49ကြိမ်ကမှလည်းပဲ49ကြိမ်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ49ကတတန်မှာတို့မှရတယ်လို့စိတ်ထဲကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီစာပိုက်တွေဒီဆိုလိုရင်းကတော့ဘုရားတရားကံကယရဏ၃ပါးအပေါ်မှာမတော်တဆငယ်စဉ်တောင်ကြီးကလေးဘဝဘုရားမှန်တရားမှန်ကံကမှန်မသိတဲ့အချိန်ကမတော်တဆပြုမှပြောမှကြံမှခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ပေးအညစ်အကြေးများမိမိကိုယ်မှလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ပေးအညစ်အကြေးကိုယရဏသုံးပါးအာရှိခိုးကြော့တဲ့ပဏာမစေတနာပြဋ္ဌာန်းသောမဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွင့်လျော်လိုက်အဲဒီလိုဆေးကြောဖွင့်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုတရားတပည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုးရရှိခိုးပူဇော်ဖူးမြော်မှန်းလျော့ကြော့ပါဤအရှင်ဘုရားဆိုတဲ့ဤအချိန်မှာတတန်၌မဟာကုသိုလ်ဇောတွေ49ကဆိုတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရေတွေနဲ့မိမိတို့ခန္ဓာအစဉ်ကိုတသွန်းသွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ကြိမ်ချိုးပြီးလို့ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလည်းဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့ရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းញင်းနဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်သားကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်သားကောင်းပေးပါတောင်းတယ်လို့တောင်းတယ်လို့ပဲခြေပေါက်လက်ခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိတရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမှန်တန်စင်ကြယ်သောခန္ဓာကိုယ်ရှိနေပါဒီစင်ကြယ်သောခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်ဒီအရှင်ဘုရားဓမ္မတရဏဂုံသုံးကံဒီဟူသောဥဆိုင်ပန်းတွေ၅ပါးသီလဒီဟူသောဝတ်ကောင်းစရ၅မျိုးနတ်တာကောင်းနတ်တာပြောင်း၅မျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရားအနုကံကတ္တဝသီလံတိထမေဗန္တိဗန္တိအရှင်ဘုရားအနုကံချီးမြှောက်မှုကိုကတ္တဝပြု၍မေတပြည့်တော်အာသီလံကရဏဂုံသုံးကံဥဆိုင်ပန်းနှင့်တကွာ၅ကံတော်သီလဒီဟုသောဝတ်ကောင်းစရ၅မျိုးနတ်တာကောင်းနတ်တာပြောင်း၅မျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းပေးတောင်းဓမ္မတစ်ချိန်မကခုဒုတိယပေးနှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်းတတိယပြီး၃ချိန်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတန်ပေးလိုက်
ယမဟံဝဒမိတံဝတိထာတရားယုံမတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလို့ကြတာတော့ဆရာတရားလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝတိထလို့ဆိုလိုက်တဲ့တိရပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဓမ္မအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥဆိုင်ပန်းတွေ၅ပါးသီလဆိုတဲ့ဝတ်ကောင်းစလား၅မျိုးတဏိနတ်သာပြောင်းနတ်သာကောင်း၅မျိုးဟာဗဂတိပန်းဗဂတိအဝတ်ဗဂတိနတ်သာလို့အထေတရဝတ္ထုကြီးနဲ့ကံပြီးရော့ပန်းဟဲ့ရော့ဝတ်ဟဲ့ရော့လိမ့်ဟဲ့အဲ့ဒီလိုအထေတရနဲ့ကံပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍သောက်တိမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလားနတ်သာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တိဘုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့သောက်တိဘုံကိုမမှားအောင်လိုက်ဆိုကြဒီအဓိပ္ပာယ်နော်ဒီသီလပေးတဲ့ကိုတော်ကယမဟံဝဒမိတံဝတိထာသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအကျဉ်းကရဏဂုံသောက်တိဘုံ၅ပါးသီလခံယူသောက်တိဘုံကိုအဟံငါဒီဝဒမိရှေ့ကတိုင်တဲဆို၍ပေးပါအံတန်ထူငါဆို၍ပေးတဲ့၅ပါးတရဏဂုံသောက်တိဘုံ၅ပါးသီလသောက်တိဘုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်းမမအောင်လိုက်ဆိုကြနော်လို့တလို့တိုက်တွန်းတော့တရားဓမ္မကအာမဗန္တိရှင်ဖေဟာအာမကောင်းပါပြီအရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ဘုရားကဘာစပေးလိုက်ဘာစပြီးတော့ရွတ်ပေးဆိုပေးလိုက်ကြတယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားရှိခိုးစာပိုက်ကလေးလေးကစဆိုနိုင်တယ်အေးဆိုနိုင်လို့စာပိုက်တိုးလို့များတန်ဖိုးနေတဲ့မအောင်မေနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ချမ်းမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီး၃ပါးနဲ့ဘုရားကိုရှိခိုးတဲ့စာပိုက်ဖြစ်ပါတယ်ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအားတူတူချင်းချင်းနဲ့လူရင်းထိကြိုက်အောင်ရှိခိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာဓမ္မတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာဓမ္မတွေက၃ခေါက်အဓိပ္ပာယ်ရှိအေးအနှစ်ပေးကြည့်ဘဂဝတောဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော့အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော့သမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော့တတ္တထိုမြတ်စွာဘုရားအာနမောယုတိမြတ်တို့ရှိခိုးဥညွတ်ပါ၏ဗျာဘုရားရှိခိုးရဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့်တရားမင်းကြီးလည်းပဲတက်ကပညာတော့လာပြီးတော့ဘုရားထံလာပြီးတော့အိန္ဒသာလလှိုင်းကူမှာတက်ကပညာတော့နာပြီးလို့သောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတတ္တနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပြီးတော့အတင်မြေကြီးဒီမတုံမလုတ်တယ်လို့ကျွန်ုပ်လည်းပဲဘုရားယရနာအပေါ်မှာမတုံမလုတ်သက်ဝင်ယုံကြည်တဲ့လောကုတ္တရာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပြီးတော့သူကနမောတတ္တသုံးတော့ဆိုပြီးတော့ရှိခိုးပြန်ထို့အတူပဲသာမတိဗြဟ္မာကြီးများဘုရားထံသာပြန်နေဆိုရင်ဒီနမောတတ္တနဲ့ပဲသုံးကမတ္တရရှိခိုးပြီးတော့ပြန်ညလူပြည်လောကကပတိနတိကောသလတို့လိုမင်းပညာရှိတွေပောက္ခရတာတိတို့ဗြဟ္မာယုတို့ဆိုတဲ့ပုံနာပန္တိတ်ပညာရှိတွေသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှတ်ပြီးတော့မတ္တရရဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲ့ဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွားဆရာဓမ္မများကငါတန်ခါသမီးငါမြည်တို့တည်ရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပေးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘိုးတန်တဲ့ဘုရားရှိခိုးကတာဒီအထိပ္ပယ်နဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့
မိမိတို့ရဲ့မိဘဘိုးဘွားအထက်ကလူကြီးများကဒီနမောတတ္တကိုသုံးခေါက်ဆိုရိုးအစဉ်ပြုခဲ့အဲ့ဒီအစဉ်ပြုတာကိုအခုပြောလို့အမှန်တန်တို့ပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းနဲ့အလွန်တန်မိုးရှိတယ်ဘုရားရှိခိုးစားပိုင်သီလပေးတဲ့ကိုရောတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးခေါက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားဘုရားရှိခိုးပြီးတဲ့အခါကြာတော့ဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအတန်တန်မှာဘုရားယရနာကိုကြည်ညိုတဲ့စိတ်တရားယရနာကိုသံဃာယရနာကိုသူ့အပိုင်းနဲ့သူကြည်ညိုတဲ့ကဒါပြီးတော့ဘုရားတရားသံဃာသည်ယရနာသုံးပါးရဲ့ငါတို့ရဲ့အာထာကိုးကွယ်ရဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မှာကုသိုလ်စိတ်တွေဗုဒ္ဓံတရဏံဂိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးမှာမာကုသိုလ်စိတ်တွေ49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မတရဏံဂိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံဂိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမနမြန်မာလိုသံဃတရဏဂုံသံဃာတော်အကုတ်ွယ်ရာဟူ၍ရှိကသိမှတ်ကြောင်းဖြစ်သောမာကုသိုလ်စိတ်စေတသိက်လို့အဓိပ္ပာယ်ရှိပါဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာသုံးပတ်ရွတ်လိုက်သည်နဲ့တပြိုင်နက်အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုရဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုရဲ့မဟာကုသိုလ်ပန်းပေါ်သံဃတရဏဂုံဆိုရဲ့မဟာကုသိုလ်ပန်းပေါ်ပန်းသုံးတဲ့ဆင်းရဲ့ပွက်ရဲ့တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်မိကြပြီထိုအခါသီလပေးတဲ့ကိုတော့မိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်ရသည်ရှင်လို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုတော့ကဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိဒုတိယမြောက်တရဏဂုံပန်းကံကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန်တရားဓမ္မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းနိုင်ကြီးကိုယူကြယူပြီးတော့မိမိတို့ကောင်းပေါ်ပန်းထားလိုက်တယ်ဆိုပါလို့ဒုတိယပြည့်ဆိုလိုက်တဲ့အခါတရဏဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းပေါ်မှာမြိုင်ကြီးပန်းမိပြီထိုအခါမိဘလုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့သုံးခိုင်ကပူလာအလေကောင်ကတစ်ခိုင်လက်ဝဲကတစ်ခိုင်လက်ရာကတစ်ခိုင်ပူလာမင်းကသံဃာသမီးတတိယပန်းကံမှန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယံမိဗုဒ္ဓံတရဏံဂိသာမိတတိယံမိဓမ္မံတရဏံဂိသာမိတတိယံမိသံဃံတရဏံဂိသာမိဆိုပြီးတော့တရဏဂုံပန်းကံကြီးပေးပြန်ဒကာဒကမကြီးကလည်းနှစ်တဲ့အာယဝမ်ပန်းတတဆို၍ယူကြဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာတရဏဂုံပန်းကံကြီးသုံးကံပန်းမိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲတရဏဂမနံပရိပုံနံပါဠိစကားပြောလိုက်တရားဓမ္မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးကြလားလို့မေးတယ်သီလပေးတဲ့ကိုယ်တော်ကတရဏဂမနံပရိပုံနံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏဂမနံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းစွန့်ပန်းစင်ချင်းဆိုတဲ့အမှုသည်ပရိပုံနံကြည်ဆုံးကြဗလားတရဏဂုံပန်းနေပန်းလို့ကြည်ဆုံးမလားကျေနပ်ဗလားအားရဗလားမေးလိုက်ထိုအခါတရားတော်ကအာမဗန္တိကြည်ဆုံးပါပြီဖေယကြည်နပ်ပါပြီဖေယအားရပါပြီဖေယလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလပေးတဲ့ကိုယ်တော်ကအဝတ်ကောင်းဆလာတထဲဝတ်ကောင်းတထဲပြီးတထဲတဏိနတ်သာကောင်းတစ်မျိုးပြီးတစ်မျိုးလှမ်းပေးတယ်လို့နော်သီလပေးတဲ့ကိုယ်တော်ကဘာနာတိပါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိဆိုပြီးတော့ဘာနာတိပါဒဝိရတိသီလတိဟူသောအဝတ်တစ်ထဲပေးလိုက်ပြန်နတ်သာကောင်းတစ်မျိုးပေးလိုက်ပြန်တရားဓမ္မဒီကလည်းပဲဝမ်ပန်တသာလိုက်ဆို၍ထိုဘာနာတိပါဒဝိရတိသီလတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နတ်သားကောင်းကိုမိမိကိုယ်မှလိမ့်သချဲလိုက်နောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိနာဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိနာဒါန
ဝိရတိပရိလတိဟုသောအဝတ်ကောင်းစရနန္တာကောင်းတက်ပေးလိုက်ပြန်ဆိုပေးလိုက်ဒကာဒကမတွေကဝမ်းမြောက်ဝမ်းသာဆိုရယူကြမိမိတို့ကိုယ်မှဆင်းပြီးဝတ်ပြီးကြဒကာတတိယံပြီးသုံးချိန်မြောက်ကြတော့ကာမေတုမိစ္ဆာသာရဝိရတိသီလတိဟုသောအဝတ်ကောင်းနန္တာကောင်းလေးချိန်မြောက်ကြတော့မုသာဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုသာဝါဒဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းငါးချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းကိုကင်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်းတိုင်းဆိုပေးဒကာယုံမတွေကလည်းဝမ်းပန်းတတာလိုက်၍ဆိုယူကြအဲ့ဒါဒီဥပမာအလင်္ကာပြောလို့ရှိရဝတ်ကောင်းစလား၅မျိုးနေရာတကြဝတ်ပြီးတနည်းနတ်တာကောင်းနတ်တာပြောင်း၅မျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်တာဝတ်ပြီးနတ်တာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝန်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်တွေဒီနတ်တာတွေနဲ့ငါသားတို့ငါသမီးတို့နဲ့သိလိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်သိတဲ့နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလွတ်မသွားအောင်အဲ့ဒီအဝတ်တွေညစ်မသွားအောင်အဲ့ဒီနတ်တာတွေပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိကရဏီနတာဟပေစင်ကသီလံသာဓုကံကတ္တဝအဗမာဒီနသံပါတိထာပြောလိုက်ဟာဒကာဓမ္မတွေကအာမဗန္တိဆိုလိုက်ဘာလို့တော့အထိပ္ပယ်သိကြတယ်မသိတယ်တော့မသိဘူးနော်သူကတော့အပိအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုတော်ကဒါတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ဒုံမေသိန်းတို့သည်တိကရဏီနတရဏဂုံကုံကံဥဆိုင်ပန်းနှင့်သဟတကွဒီစဉ်ကသီလ၅ပါးသီလတိဟုသောဝတ်ကောင်းစရ၅မျိုးနတ်သားကောင်းနတ်သားပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီးပန်းပြီးတဲ့တရဏဂုံပန်းတွေသီလတိဟုသောအဝတ်ကောင်းစရတွေနတ်သားကောင်းတွေကိုသာဓုကံကတ္တဝတတိမြဲမြဲမြန်ထားပြီးတော့အဗမာတိနာမမိမလျောတဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတွေနှမသွားအောင်ငါးပါးသီလဆိုတဲ့အဝတ်ကောင်းစရ၅မျိုးနတ်သားကောင်းနတ်သားပြုံး၅မျိုးညစ်မသွားအောင်ပြေမသွားအောင်ကြီးစွာသောတတိဆောင်လျက်သံပါတိထမကျိုးမပေါက်မကြားမပြောက်ရအောင်ထိမ့်သိမ့်ဆောင်လျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတယ်ဒီမှာဒကာဒကမတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြအခုအချိန်นี้မိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြီးတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌တရဏဂုံတိဟူသောဥဆိုင်ပန်းတွေငါးပါးသီလတိဟူသောအဝတ်ကောင်း၅မျိုးနတ်တာကောင်း၅မျိုးကိုပန်းပြီးဝတ်ပြီးလိမ့်သပြီးသောအနေမှာဓမ္မနယ်ပယ်ကကြည့်ရင်ရောက်နေတယ်အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်တာကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေဘာလို့လဲမင်္ဂလာပွဲတပင်ဝန်းနေတို့အတူပဲတရဏဂုံပန်းပြီးတော့ငါးပါးသီလဝတ်ကောင်းစရငါးပါးဝတ်ပြီးတော့နတ်တာကောင်း၅မျိုးလိမ့်သပြီးတော့တို့အမျိုးကောင်းသားအမျိုးကောင်းသမီးများသည်တရားမင်္ဂလာပွဲကိုဝင်ကြရအောင်တဲ့ပရံပရဇာလို့ဇတ်တော်ထဲမှာတခုအပါအဝင်ရှိပိဿုပံအကြောင်းဝတ္ထုကတော့လာဝတ္ထုကြီးကတရားပူဇော်တဲ့ဘုရားတရားမြတ်စွာဘုရားကိုသူသွားလျှောက်ဘုရားလည်းပူဇော်ရပြီသံဃာလည်းပူဇော်ရပြီတတိတော့တရားကိုပူဇော်ခြင်းနဲ့ဘုရားဘယ်သူတရားပူဇော်ခြင်းရင်ဘယ်လိုပူဇော်ရမလို့ဆိုတော့မြတ်စွာဘုရားကတရားဆောင်တဲ့ပုဂ္ဂိုလ်အားပူဇော်တရားဆောင်တဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်ပါတုံးဘုရားဆိုတော့သင်္ဃာကိုမေးမြတ်စွာဘုရားကရှင်အာနန္ဒာကိုလို့တိုက်ရိုက်ကြီးအမိန့်မရှိလိုက်ဒါနဲ့ဒီဘုံသားကသင်္ဃာကိုသွားလျှောက်တယ်ရှင်ဘုရားတို့သာသနာမှာတရားဆောင်တဲ့ပုဂ္ဂိုလ်ဘယ်သူလဲဘုရားလို့ဆိုတော့သင်္ဃာကနေပြီးတော့ရှင်အာနန္ဒာကိုညွှန်ပြ
အရှင်အာနန္ဒာပေါ့တခါကြီးရဲ့တရားဆောင်တဲ့ကိုတော်ဆိုတာအဲ့ဒါနဲ့ဒီပုံနာကြီးကရှင်အာနန္ဒာကိုသင့်သွားအိမ်ရောက်တော့ရှင်အာနန္ဒာကိုခဲပေါ်ပေါ်စဉ်ဆက်ကပ်ပြီးတရားပူဇော်တဲ့ဆွမ်းတရားပူဇော်တဲ့သင်္ကန်းတရားပူဇော်တဲ့ပရိက္ခရာအနေနဲ့အရှင်အာနန္ဒာတန်ခါမှာရှိတဲ့တရားယတနာတွေမှတ်ပြီးတော့ပူဇော်ပြီးတော့ကတ်လိုက်ရှင်အာနန္ဒာကကြောက်ကြစဉ်းစားဩငါကတရားဗန္ဒာဆိုဓမ္မဗန္ဒာကာရိကတော့ဟုတ်ပြီဘုရားတရားစစ်မှုကအရှင်သာရိပုတ္တရာဒီတော့ဗန္ဒာကာရိကဆိုတဲ့ဗန္ဒာဇုနဲ့ဓမ္မသေနာပတိနဲ့ဆိုတာဓမ္မသေနာပတိကအရှင်တန်ပို့ပြီးတော့မြင့်တယ်ဒီတော့တရားပူဇော်တဲ့ဒီဆွမ်းဒီသင်္ကန်းကရှင်သာရိပုတ္တရာနဲ့တော်တယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာတဆင့်သူကလှူလိုက်ပြန်ရှင်သာရိပုတ္တရာကလည်းပဲမိမိလက်ရောက်လာတော့ဩငါကဓမ္မသေနာပတိတော့ဟုတ်ပြီတို့တော့ဓမ္မသာမိတရားဒီဟူသောဥစ္စာရဲ့အရှင်သခင်အစ်စ်ကတော့ဖရာပဲဒီတော့ဓမ္မသေနာပတိတဲ့ဓမ္မသာမိကပူလို့မြတ်တယ်ဆိုပြီးတော့အဲ့ဒီဆုံးရောအဲ့ဒီသင်္ကန်းရောမြတ်စွာဘုရားသွားဆက်ကပ်မြတ်စွာဘုရားကြတယ်ကိုတော့တဲ့တာရုံတဲ့ပုဂ္ဂိုလ်မရှိလို့မို့လို့ဒီဆုံးကိုဖုံးမိလိုက်တယ်ဒီသင်္ကန်းအလှခံလိုက်ယဟန်တော်တွေကအချင်းချင်းပြောတဲ့အခါကျတော့မြတ်စွာဘုရားကအတိတ်ကဘိက္ခာပရံပရဇတ်ဆိုတာကိုပြန်ဟောတစ်ချိန်ကဗာရာဏသီမင်းရှင်အာနန္ဒာအလောင်းဗာရာဏသီမင်းကတရားနဲ့အညီတိုင်းပြည်အုပ်ချုပ်တော့ပြည်သေးရေးရအင်မတန်သာယာဆိုဩငါရဲ့အနိယပမို့သာယာနေတာလားငါနဲ့ဝေးချတဲ့နေရာတွေမှာကောသာသာယာယာရှိရလားမထင်မရှားသောအသွင်အပြင်ဖြင့်ဗာရာဏသီမင်းရဲ့ရှင်သာရိပုတ္တရာဖြစ်မဲ့ဘရောဟိတ်ပုံနာရဲ့သူတို့နှစ်ဦးသားဟာမထင်မရှားအယတ္တအသွင်အပြင်ဖြင့်ရုပ်ကထွဲပြီးတော့ပစ္စံတဲ့တိုင်းပြည်နာရောက်ရှင်ဘုရင်ရဲ့အပြစ်အုပ်ချုပ်ပုံရဲ့အပြစ်ကိုပြောတာရှိရင်ပြင်မလို့လိုက်ပြီးတော့မထင်မရှားအယတ္တအသွင်ဖြင့်စုံစမ်းရောက်တိုင်းသောနေရာတွေကတိုင်းစုံပြည်နာအထိတခုမှအပြစ်တင်စကားမပြောဘူးတဲ့ဂုဏ်ကြီးစုစကားကြီးတဲ့ပြောကြအားလုံးလည်းကြည်ကြည်နက်နက်ရှိနေကြဒါနဲ့အပြစ်ပြောမဲ့လူမတွေ့ပဲနဲ့ဘရောဟိတ်ပုံနာကြီးနဲ့ဗာရာဏသီမင်းဟာပြန်လာကြဝမ်ပန္တတာပအဲ့ဒီလိုပြန်လာတဲ့အခါဏိဂုံးတစ်ခုရောက်တော့ဏိဂုံးဆိုတာရွာကြီးတစ်ခုပေါ့ရေးတော့ရှိတယ်ပေါ့လေမြို့ရိုးတစ်တိုင်းမရှိအဲ့ဒီဏိဂုံးဆိုတဲ့ရွာကြီးတစ်ခုရောက်တော့ဒီဏိဂုံးရဲ့ပြင်ဘက်ကဇေယျပေါ်မှာခဏလေးခကြီးသွားတဲခုသောအနေနဲ့ခဏမင်းနဲ့ဘရောဟိတ်ပုံနာနဲ့သူတို့မထင်မရှားအယတ္တအသွင်ဖြင့်သူတို့တဲနေကြထိုအခြေကုန်းတစ်ထေးကလည်းပဲသူပရိသတ်နဲ့ရေချိုးဆင်းလာတော့ဇေယျပေါ်မှာရှင်မင်းမမြင်တော့ရှင်မင်းဆိုတာဘယ်လိုရုပ်ဖြတ်ထားပြီမယ်လို့သူရဲ့ဥပတိတံပတ္တိကမြင်တဲ့ပုဂ္ဂိုလ်တွေကြည်ညိုလောက်တဲ့အချင်းအရာကရှိဒါနဲ့ဒီကုန်းတစ်ထေးကအရှင်တို့ဒီပေါ်တင်နေကြပါအောင်ဆိုပြီးသူကအိမ်ပြန်သွားအိမ်မှာသူ့ကိုပြင်ဆင်ထားတဲ့သမင်းပွဲရှိတယ်အဲ့ဒီသမင်းပွဲပြန်ယူခြင်းလို့သူကအိမ်ပြန်သွားနေတော့အဲ့ဒီအချိန်၌ဖယားအလောင်းကလည်းဟိမဝန္တာမှာအဘိညာဉ်ကြီးဇံရတဲ့ရသိဖြင့်ဒီနေ့ငါပဲဆွမ်းသွားရှာရပါမယ်ကြည့်တော့သူရဲ့အဘိညာဉ်နဲ့ကြည့်တဲ့အခါကြည်စရပဲသူကမြင်တယ်ဒါနဲ့ဒီစရဖယားလောင်းအဘိညာဉ်ရရသိကဇေယျပေါ်ကြွလာပြီးတဏှာကထိုင်းနေအိုးနန္ဒမူလကလှိုင်ကပိစိကဗုဒ္ဓအရှင်မြတ်တပါးကလည်းပဲ
နိရောဓသမဘကထလို့ခဏိဘသူများငါဆုံးခံရပါမလဲကြည့်ရောဒီစရပဲပိစိကဗုဒ္ဓကလည်းမြင်တဲ့ဒါနဲ့ပိစိကဗုဒ္ဓကလည်းကောင်းကင်ခရီးဇံရင်စီးပြီးတော့ကြွလာဒီစရမှာတနေရာကသူနဲ့ထိုက်တန်တဲ့နေရာကပိစိကဗုဒ္ဓရဲ့အိမ်ကြီးဖြင့်ထိုင်းနေအဲ့ဒါနဲ့ညီကုန်းတစ်သေးကလည်းပဲမိမိကိုခူးထားတဲ့သမင်းပွဲကြီးတယုတတိယူလာပြီးတော့သူကတော့သူ့ရည်ရွယ်ချက်အတိုင်းဘသူကတ်လိုက်ကြလဲဆိုတော့သူရဲ့သမင်းပွဲကြီးကိုပြည်ရှင်မင်းကြီးကိုကတ်လိုက်ပြည်ရှင်မင်းကြီးကလည်းသူ့ရည်ရွယ်ချက်ဖြင့်ဘရောဝိဆရာကြီးကိုကတ်လိုက်ဘရောဝိဆရာကြီးကလည်းပဲသူရဲ့ဝင်တဲ့ရည်ရွယ်ချက်ဖြင့်အဘိညာဉ်ရဇံရယသိကိုကတ်လိုက်အဘိညာဉ်ဇံရယသိကလည်းသူရဲ့ဝင်တဲ့ရည်ရွယ်ချက်ဖြင့်ပိစိကဗုဒ္ဓအရှင်မြတ်ကိုကတ်လိုက်ဒီဆုံးကအဆင့်တဲ့ဒါကြောင့်ဘိက္ခာပရံပရဆိုတာဘိက္ခာကဆွမ်းပရံပရကအဆင့်တဲ့ရောက်တဲ့ဇတ်မို့လို့ဘိက္ခာပရံပရဇတ်လို့ပေါ့အရှင်ပိစိကဗုဒ္ဓလည်းထဲရောက်သွားတော့အရှင်ပိစိကဗုဒ္ဓကအသာဖုံးနေဘယ်သူမှစားပါအောင်တော့ပါအောင်မဖိတ်မကြားပဲနဲ့ဖုံးမေးပိစိကဗုဒ္ဓဖုံးမေးပြီးတော့ခုနကအလှတကာယင်းဖြစ်တဲ့ဏိကုံးတစ်သေးကငါကပြည်ရှင်မင်းကြီးဆက်ကပြည်ရှင်မင်းကြီးကဟိုပုံနာကြီးပေးပုံနာကြီးကတခါယသိကနေပြီးတော့ပိစိကဗုဒ္ဓယဟန်အားပေးတယ်သူတို့ရည်ရွယ်ချက်တော့ရှိမှာပဲဆိုပြီးတော့ငါမေးဦးမှာပဲဆိုပြီးတော့ပထမပြည်ရှင်မင်းကြီးကိုသူကမေးတယ်ဒုက္ခမာလရူပံဒိဋ္ဌဝနာရထဝိဝနမာဂတံကုတာကာရဝရုပိတံမဟာသေနမုပါစိတံတတ္တတေပေမကိနာဟံအတာသိဝတ္တမောဒနာသာလီနံဝိစိတံဗတ္တံသူစိမံတုပဒေသနံတံတွံဗတ္တံပတိဒေဟိတဝါဗျာမနတ္တအတာတိအတ္တနာအနသိတဝါနာကောယံဓမ္မောနမတ္ထုတေ